Hello တကယ်ကြီးအားလုံးမင်္ဂလာပါဗျကျွန်တော်အခုပြထားတဲ့ power bank လေးကတော့ကျွန်တော်တို့ယူကရိန်းကထုတ်တဲ့ power bank လေးပဲဖြစ်ပါတယ်ဒီ power bank ကကြတော့ကျွန်တော်တို့wireless charger ကိုအဓိကသုံးဖို့အတွက်ဝယ်တာပေါ့နော်သူက wireless charger 25 watt ထိ support ပေးတာပဲဖြစ်ပါတယ်ကျွန်တော်ကအပြင်သွားတဲ့အခါဗီဒီယိုတွေခဏခဏရိုက်တော့အားကုန်တာမြန်တယ်ပေါ့နော်အဲ့ဒါကြောင့် wireless charger ပါတဲ့ power bank လေးနဲ့မှအဆင်ပြေတာပေါ့ကျွန်တော်အရင်ကတခြားတစ်သိန်းတစ်ခုသုံးတယ်ဗျအဲ့ဒီတစ်သိန်းကအားအတွက်သူက15 watt ထိပဲ support ပေးရဆိုတော့အားဝင်တာရမ်းကြတယ်ဗျပြီးတော့ရမ်းလဲပူတယ်ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်ဒီတစ်သိန်းကလေးကိုအဆင်ပြေမလားလို့ပြောင်းမှကြည့်တာပေါ့အဲ့ဒါဒီကနေ့ရောက်လာတာနဲ့မို့ကျွန်တော်plug in ဖောက်တဲ့ဗီဒီယိုလေးကိုတကယ်ချင်းတို့လာပြတာပါကျွန်တော်နောက်ရက်ကြာလို့ရှိရင်စမ်းသုံးပြီးရင်လည်းဗီဒီယိုလေးတစ်ခုထပ်တင်ပါအောင်ပဲဗျဒါကတော့ကျွန်တော်တို့ power bank လေးရဲ့ပုံစံပေါ့နော်သူကကြီးကြီးလေးလေးကလေးနဲ့ချစ်စရာရမ်းကောင်းတယ်ဗျ weight ကလည်းရမ်းမလေးဘူးပေါ့နော်ကျွန်တော်ဝယ်တာကတော့1000 mAh power bank ပဲဖြစ်ပါတယ်ဒါလေးကတော့ကျွန်တော်တို့မြန်မာပြည်မှာဝယ်ရင်တော့ဈေးကြီးတယ်ဗျကျွန်တော်ကပေးတစ်ခုကနေပြီးတော့မှမှာတာဆိုတော့ဈေး8000လောက်တော့သက်သာတယ်ပေါ့နော်နောက်ရက်ကျရင်ကျွန်တော်